ရေတော်မော်စီလီကွန်ခွဲစိတ်ခြင်းကကျွန်တော်တို့ဒူတာဆင့်ခွဲစိတ်ပြီးသွားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့တချို့တလေမှာပြဿနာတက်တိုင်းမျိုးရှိတတ်ကြတယ်။အရေးပြားမှာချုပ်ပေးလိုက်တော့ပြဿနာမရှိဘူးပေါ့လေ။ဒါပေမဲ့အမျိုးသားညီတော်မောင်မှာကျွန်တော်တို့ချုပ်ပေးတဲ့အခါကျတော့ရှင်အမျိုးသားညီတော်မောင်ကကျွန်တော် flashes ပုံမှန်ပြော့နေတဲ့အချိန်မှာဆိုရှင် site ကတစ်မျိုးဖြစ်တယ်။ကျွန်တော်တို့တမန်မှု erection ဖြစ်လာတဲ့အခါဆိုလို့ရှိရင် site ကတစ်မျိုးဖြစ်သွားတယ်ပေါ့။ပြောချင်တာကချိုးတွေကကျွန်တော်တို့ယုံတာပေါ့။ပုံမှန်အရေးပြားတဲ့ဆန်ပို့ပြီးယုံတယ်။အဲ့ဒါကြောင့်ကျွန်တော်ချိုးတွေပြုတ်တတ်တယ်။ကျွန်တော်တို့မပြုတ်အောင်အရေးပြားကိုကျွန်တော်နှောက်ချုပ်ပေးတာပဲ။ဒါပေမဲ့အချို့ကြတော့ရှင်ယုံတာအရင်များတဲ့လူတွေမှာဆိုလို့ရှိရင်ကျွန်တော်ပြုတ်တတ်တယ်။အဲ့လိုပြုတ်တဲ့အခါဘာပြဿနာတက်လဲဆိုလို့ရှိရင်ဒဏ်ရာအနာပြန်ကွဲတာပေါ့လေ။ဒဏ်ရာအနာကွဲတဲ့အခါကျွန်တော်တို့ကအနာကျက်ဖို့ကျွန်တော်ပိုချတတ်တယ်။ဒဏ်ရာပိုးဝင်တတ်တယ်ပေါ့နော်။အနာကိုတခြားယူဆက်ပြီးကျွန်တော်ဆေးပြန်ထည့်ပေးဖို့လိုအပ်တာပေါ့လေ။နောက်တစ်ဆင့်ကကျွန်တော်တို့ကအနာကျက်သွားတဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့အနာယူလေးကျွန်တော်ဖြစ်လာတတ်တယ်ပေါ့နော်။အဲ့အနာယူလေးတစ်ဖြစ်စဉ်ကျွန်တော်တို့ကအရေဘက်ကိုဆွဲဆုပ်ထားလို့ဖြစ်ပြီးတော့ဒဏ်ရာကကျွန်တော်တို့ကလိန်နံကအထက်အောက်ကိုငိုက်သွားတာမျိုးကျွန်တော်တို့ဒီကပ်ပိတ်နဲ့လိန်နံကျမှကျွန်တော်တို့ကအနာကြီးယူကြီးဖြစ်ပြီးတော့ကျွန်တော်တို့ကဆွဲဆုပ်ထားလို့ဖြစ်ပြီးတော့ဒဏ်ရာကလုံနံကတိုးသွားတဲ့အောင်ပြေးသွားတဲ့အောင်ခံစားရမျိုးအဲ့လိုပြဿနာမျိုးဖြစ်တတ်တယ်။အဲ့အခါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ ventral phalloplasty လို့ခေါ်တဲ့အရေပြားခွဲစိတ်ပြန်ပြုလုပ်ပေးဖို့လိုအပ်ပါတယ်ခင်ဗျာ။ဒါကတော့ဖြစ်လေပြတာရှိတာ10ယောက်မှာ2ယောက်သို့မဟုတ်3ယောက်လောက်ကတော့ဖြစ်တတ်တယ်။ကျွန်တော်တို့ကတော့ဒီအရေပြားခွဲစိတ်မှုကိုလုပ်ပေးတာကကျွန်တော်တို့ကမူလတိုင်း100ခန်းတော့ပြန်ကောင်းမွန်အောင်လုပ်ပေးလို့ပြန်တော့မလုပ်ပေးနိုင်ဘူးပေါ့လေ။80ခန်း90ခန်းတော့ကျွန်တော်ပြန်လုပ်ပေးနိုင်တယ်။ကျွန်တော်တို့ကပ်ပေကအရေပြားကိုကျွန်တော်အစားထိုးယူပြီးကျွန်တော်ပြန်ခွဲစိတ်ပေးတာဖြစ်တယ်။